အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာကျွန်မငါးကချင်ချက်ကိုလုံးချက်ပုံစံမျိုးနဲ့ဥကကလေးချက်တာကိုပြန်လည်မျှဝေပေးသွားပါမယ်ရှင်ဒီခါကျွန်မဆလားပြားငါးနဲ့ချက်စားထားတာဖြစ်ပါတယ်ရှင်မြင်းမြင့်နှစ်တက်ရာငါးအမျိုးအစားတွေနဲ့ချက်လို့ရပါတယ်ရှင်အရင်ဆုံးငါးကိုနှက်ထားပါမယ်ရှင်ငါးတွေကိုတေချာဆေးကြောခုတ်ထည့်ပြီးတော့စနွေးမုံရယ်စားရယ်ခွာချောင်းမုံရယ်နဲ့ထည့်ပြီးတော့တေချာလေးမှွေပြီးတော့နိုင်ဝက်လောက်နှက်ထားပါတယ်ရှင်ဒီအချိန်စကတော့ကျမငါးကိုဆလားပြားငါးကိုခက်ကြီးကြီးလေးတကောင်တုံးထားတာဖြစ်ပါတယ်ရှင်အဲ့ဒီတကောင်နဲ့တိုင်းတာထားတဲ့အချိန်စဖြစ်ပါတယ်ရှင်ငါးကင်ပြီးငါးကိုနှက်ထားပြီးရင်တော့ထည့်ရမယ့်အစာပလာချက်ကြည့်ရအောင်ရှင်ဒီအရွက်ကိုတော့ကချင်လိုကလိုင်းလို့ခေါ်ပါတယ်ဗမာလိုကျမမခေါ်တတ်ပါဘူးရှင်ကိုရီးယားလိုတော့မီနာရီလို့ခေါ်ကြပါတယ်ရှင်ဒီမီနာရီပင်လေးကိုအကြောင်းပြုပြီးတော့ရုပ်ရှင်ကားလေးတစ်ခါထွက်ထားပါတယ်ရှင်ဇာတ်ကားနာမည်ကမီနာရီပါပဲ2020ကထွက်ရှိထားပြီးစုရီအများကြီးတိမ့်ပိုက်ရရှိထားတဲ့စကားကောင်းလေးတကားဖြစ်ပါတယ်ရှင်။ခင်းချက်တဲ့ဘက်ဆက်သွားကြမယ်ရှင်။ပြင်ဆင်ထားရမယ့်အစာပလာလေးတွေကတော့ကြက်သွန်ဖြူကြက်သွန်လေးချင်းငရုတ်တီစိမ့်ခရမ်းကျင်သီးလေးတွေဖြစ်ပါတယ်။နောက်ထပ်ကတော့နန်နန်ပင်ဖက်ဖယ်ရွက်ကြက်သွန်မိတ်စမုံစပါးရွက်စတာတွေကိုနှုတ်နှုတ်စင်းပပလှီးထားပါမယ်ရှင်။ကချင်ဟင်းလျာတွေကတော့အသီးအရွက်အမွှေးရွက်တွေအများကြီးထည့်တတ်ကြပါတယ်ရှင်။ဖက်ဖယ်ရွက်ကဒီအရွက်လေးဖြစ်ပါတယ်ရှင်မတိရွက်လူအတွက်ပါလုံးချက်မှာဖြစ်တဲ့အတွက်ပြင်ဆင်ပါမယ်ရှင်အရင်ဆုံးနှက်ထားတဲ့ငါးကိုအိုးထဲမှာထည့်မယ်ပြီးတော့ကချင်လိုဝလိုက်ရွက်မီနာရီရွက်လေးတွေထည့်ပါမယ်ရှင်ဒီအရွက်ကတော့ကျွန်မရှက်ရှက်ပပရထားတာမလို့ထည့်ချက်စားရခြင်းဖြစ်ပါတယ်ရှင်တကယ်လို့ဒီအရွက်မရှိတဲ့နေရာမှာဆိုရင်ရိုးရိုးရေပူစီနံလေးတွေထည့်ချက်စားလို့ရပါတယ်ရှင်ပြီးတော့ရင်ခုနပပလီနှုတ်နှုတ်ဆင်းထားတဲ့အတီးအရွက်တွေအကုန်လုံးကိုအိုးထဲမှာထည့်ပါမယ်ရှင်မြစ်ချင်ချောက်လေးနည်းနည်းထည့်ပါမယ်ရှင်မြစ်ချင်ချောက်မရှိရင်ချင်စော်ကားတီးချောက်နှစ်ဖက်သုံးဖက်လောက်ထည့်ပါပြီးရင်ထောင်းထားတဲ့ပဲပုံအမှုံလေးနဲ့စားနည်းနည်းထည့်ပါမယ်ရှင်ပြီးတော့ရင်ခွာချောင်းမုံကိုအနည်းငယ်ထပ်ထည့်ပါမယ်ရှင့်အရတာမုံနည်းနည်းထည့်မယ်ပြီးတော့ရင်စီကိုနည်းနည်းထည့်ပါမယ်ရှင့်ကချင်ဟင်းတွေမှာကစီအများကြီးရွှဲနေအောင်မသုံးပါဘူးရှင့်ပါတယ်ဆိုရုံလေးထည့်ပြီးတော့စားတာဖြစ်ပါတယ်ရှင့်ပြီးတော့ရင်တော့တေချာလေးမှွေလိုက်ပါမယ်ရှင့်နောက်တစ်ခုကတော့အိုးကိုမတဲခင်မှာရေကိုထမင်းစားစွန်း3-4စွန်းကျမကတော့3စွန်းခန့်ပဲထည့်ခဲ့ပါတယ်ရှင်အိုးကတ်လေးလုံးချက်တဲ့အခါမှာအိုးမကတ်သွားအောင်လို့ပါရှင်စီရလည်းပါတယ်ဆိုရုံထည့်ထားတဲ့အတွက်အိုးအရင်ကတ်သွားမှာဆိုလို့ပါရှင်အိုးအပူပေးပြီးအဖုံးလေးအုပ်ပြီးတော့ဒီတိုင်းနဲ့တည်ထားရုံဖြစ်ပါတယ်ရှင်အဖုံးအုပ်ပြီး3မိနစ်လောက်တည်ထားရုံနဲ့သူအငွေ့လေးနဲ့သူငါးလေးတွေအရွက်လေးတွေနည်းနည်းနှွမ်းသွားပါပြီရှင်တစ်ချက်ကြည့်ကြရအောင်ပါရှင်ကျမကတော့အသားအရာလေးနည်းနည်းလေးမှွေပေးလိုက်ပါတယ်ဗီဒီယိုကိုကျမရစ်တာမြန်ထားတာမလို့အရန်မှွေရလို့ထင်ရတယ်နဲ့ကျမဖြစ်ပြီးတသားလေးပဲထိယုံလေးပဲမှွေခဲ့တာပါရှင်အရန်မှွေလို့ရှိရင်ငါးချက်တာနဲ့တအားကြေသွားမှာဆိုလို့ပါရှင်ငါးကချင်ချက်မှမဟုတ်ပါဘူးအိုးကဟင်းလေးတွေကချက်ရင်တအားမွေရှာမလို့ပါဘူးမှွေတာလက်လွန်သွားရင်ငါးလေးတွေကြေတက်ပါတယ်ဟင်းပွဲမလှပဲဖြစ်နေရှင်6မိနစ်လောက်ချက်ပြီးမှငါးလေးတွေကကျက်သွားပါပြီရှင်စွစွအကွင်းငါးအနှွေးဆိုတဲ့အတိုင်းငါးဟင်းကိုအကြာကြီးချက်ရှာမလို့ပါဘူးရှင်ငါးကချင်ချက်လုံးချက်ပုံစံဥကတ်ကလေးကတော့ကျက်သွားပါပြီရှင်စီချွေသားရလဲရောက်ပြီးတော့ကျမရင်းနဲ့လဲညီညွတ်သမင်းစားလဲအလွန်မိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်ငါးကချင်ချက်ကိုလုံးချက်ပုံစံဥကတ်လေးချက်တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကျမမှာရှိထားတဲ့အစာပလာလေးတွေနဲ့သုံးပြီးတော့ချက်စားခဲ့တာဖြစ်ပါတယ်ရှင်နောက်ထပ်လည်းကျမရဲ့ page မှာစားတောက်လေးတွေနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကျမရဲ့ဟင်းချက်ဗီဒီယိုလေးတွေကိုတင်ပေးသွားမှာအောင်ရှင်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်